အားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့တနင်္လာနေ့အတွက်ဖြစ်ပါတယ်ဒါကျွန်တော်တို့တူတီစာဝင်နေမှုမိတ်ဆွေများအနေနဲ့နည်းနည်းလေးထိန်းဆိုးပေးပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ဗျာနော်ကျွန်တော်တို့ဒါတောက်ကြနေရဆင်းလာတာက4တင်းနဲ့6လေးဆင်းလာတယ်4တင်းနဲ့6လေးဆိုတော့ထိပ်ပိတ်ကကျွန်တော်တို့က4ထိပ်လေးပဲဖြစ်နေတယ်အဲ့ဒီအတွက်4ကိုချင်း2ရက်အတွင်းရှိပါတယ်ဗျာနော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒါအလဲမှာ16ဆိုပြီးတော့ပါဝါဖြစ်နေတယ်35ကျင်းနဲ့2ရက်အတွင်းရှိတယ်ကျွန်တော်ကတော့4ကိုနဲ့35ကိုကတ်ပြီးတော့ပဲဒါအဓိကဦးစားပေးပြီးရွေးထားပေးတယ်မိတ်ဆွေများအနေနဲ့ကိုကတကယ်လေးဖြည့်ထိုးနိုင်တယ်ဆိုလို့ရှိရင်နော်ဒါကျွန်တော်ရဲ့ဒါမထီမပေါက်ကီက4938ကအဖွင့်နေတိုင်းမှာ4938ကမထီမပေါက်ကီအဲဒါကြောင့်49ချင်းကတော့လုံးဝတေးကြနေတယ်အဲဒါကြောင့်ကျွန်တော်က40 45 90 95ဒီကောင်ကိုတင်ထားတာဖြစ်ပါတယ်မိတ်ဆွေများအနေနဲ့ထပ်ဖြည့်ထိုးနိုင်လို့ရှိရင်တော့4348 9398ကိုတော့ဒါပလေးထိုးနိုင်လို့ရှိရင်တော့ထိုးပေါ့နော်ကျွန်တော်ကတော့ဒါ35ချင်းကိုလည်းအဓိကဦးစားပေးပြီးယူလိုက်တော့ကျွန်တော်ကဒါ33က88 5ကိုတော့အရင်ထဲမှာထည့်ထားပေးတယ်အဓိကဦးစားပေးကစားမှာကတော့ဒါ40နဲ့95ဒီနှစ်ကွက်ကိုတော့4 break ကိုကြိုက်တဲ့အတွက်ဒီနှစ်ကွက်ကိုတော့ဒါတင်ကွက်ထဲမှာယူထားပေးခြင်းဖြစ်ပါတယ်ဗျာနော်ဒီတစ်ပတ်အတွက်မမောင်ဝင်နေတဲ့သူတွေဝင်လို့ရပါသေးတယ်ကျွန်တော်ဒီမှာကတော့တစ်ပတ်လုံးစာဒါနေ့တိုင်းဝေဝဲပတ်တီအားလုံး3000ပဲဖြစ်ပါတယ်ဗျာနော်ကျွန်တော်ဒီကတော့ဒါမွေးကွက်တွေကတော့အရင်ဘက်ကဒါ3ကွက်ဆင်းသွားတယ်ပြီးသွားလို့ရှိရင်ဒါ1လေးဆင်းတာတော့ sorryတစ်ကိုစင်းတော့ဒီကောင်လေးတွေမွေးထိုးပါဆိုပြီးတော့ထပ်ပေးလိုက်တာလေထပ်အဆင်ပြေသွားတာပေါ့နော်ဒီတစ်ပတ်ကလည်းအဲ့လိုမျိုးထပ်အဆင်ပြေအောင်ကျွန်တော်စူးစမ်းထားပေးပါတယ်အင်္ဂါနေ့ပိတ်ရက်ရှိတဲ့အတွက်မမဝင်ခြင်းတဲ့မိတ်ဆွေများအနေနဲ့စောစောလေးဝင်ပေးဖို့ဒါကျွန်တော်ကမေတ္တာရက်ခံချင်ပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာနော်မမဝင်ခြင်းနဲ့ဆိုလို့ရှိရင်တော့0939593656ရဲ့ Viber Telegram မှာလာဟိုင်းပေးပါဗျာနော်390993593656ရဲ့ Viber Telegram မှာဗျာနော်